စီယိုကသူ့ဇနီးနဲ့ကလေးကိုကုမ္ပဏီကိုခေါ်လာတယ်လမ်းမှာကလေးကိုနိုးတိုက်ဖို့လိုအပ်လာတယ်ဒါပေမဲ့အမြန်လမ်းပေါ်မှာကားရက်လို့မရဘူးဇနီးတယ်မှာနိုးတိုက်ချုံဆောင်ကိုထုတ်ပြီးနိုးတိုက်ဖို့ပြင်ဆင်ရတော့တယ်ရှေ့ကမ်းမှာရင်မောင်းနဲ့လက်ထောက်ရှိနေတာကိုမြင်တော့စီယိုကသူ့အင်ဂျီကိုချက်ချင်းချွတ်ပြီးသူတို့မြင်ကွင်းကိုကာကွယ်လိုက်တယ်သူ့ဇနီးရဲ့ကိုရေးကိုရာကိုကာကွယ်ပေးခဲ့တယ်လက်ထောက်ကလည်းမကြည့်မိအောင်မျက်နှာဖုံးကိုတိတ်တဆိတ်ဆွတ်လိုက်တယ်အဲ့ဒီမှာပဲမိန်းမဖြစ်သူကစိတ်အေးလက်အေးနဲ့ကလေးကိုနိုးတိုက်နိုင်ခဲ့တယ်သူတို့ကစီယိုအစ်စ်တွေ့ရှိထားတဲ့ဇနီးနဲ့ကလေးတွေဖြစ်တယ်အမှန်တော့အဲ့ဒီအမျိုးသမီးအဖနဲ့ကိုဝင်ရှိလာစဉ်ကသူ့ခင်ပွန်းကတန်နေသားကိုအခြားသူတစ်ယောက်ရဲ့တုပ်ပိုးနဲ့တိတ်တဆိတ်လဲလှယ်ခဲ့တာပဲအမျိုးသမီးတီးလိုက်ရတဲ့အခါအရန်ဒေါသထွက်သွားတယ်စိတ်လှုပ်ရှားလုံးလို့မြေပြင်ပေါ်လဲကျသွားတယ်မရက်မနာနာကျင်မှုတွေနဲ့အတူကလေးမွေးဖွားလာခဲ့တဲ့ခင်ပွန်းဖြစ်သူကအခြားအမျိုးသမီးတစ်ယောက်ကိုချစ်မိသွားကြောင်းဝန်ခံခဲ့တယ်။တဖလို့ဆောင်စင်ကသူ့ရဲ့တုပ်ပိုးကိုတိတ်တဆိတ်ပြန်ယူပြီးတခြားသူနဲ့လဲလှယ်ခဲ့တာပါ။အမျိုးသမီးကကွာရှင်းဖို့တရားစွဲဆိုခဲ့တယ်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့မယားငယ်ရောက်လာပြီးအမျိုးသားရဲ့လက်ကိုတွဲကသူ့ပိုင်ဆိုင်ကြောင်းကြေညာခဲ့တယ်။မကြာခင်မှာပဲအမျိုးသမီးနဲ့ခင်ပွန်းဖြစ်သူတို့ကွာရှင်းပြတ်ဆဲခဲ့ကြတယ်။အမျိုးသမီးကလည်းအိမ်ဟောင်းကနေပြောင်းထွက်ခဲ့တယ်။အဲ့ဒီအချိန်မှာပဲချီကသူမကိုလာတွေ့တယ်။ကလေးကသူ့သားဖြစ်ကြောင်းပြောပြတယ်။အမျိုးသမီးကမယုံတာကိုမြင်တော့စီယိုကဒဏ္ဍစစ်ဆေးချက်ရလက်ကိုချက်ချင်းထုတ်ပြလိုက်တယ်။ခင်ပွန်းဖြစ်သူရဲ့အမှားကြောင့်အလုရှင်ရဲ့ကလေးကိုရလာမယ်လို့အမျိုးသမီးလုံးဝမထင်ထားခဲ့ဘူး။စီယိုကသူ့ကလေးကိုအဖေမပါဘဲကြီးပြင်းခွင့်မပေးချင်တာကြောင့်ဇနီးနဲ့ကလေးကိုအိမ်ကိုပြန်ခေါ်လာခဲ့တယ်။အမျိုးသမီးကသူမအိမ်ရှင်မဖြစ်ချင်တော့ကြောင်းချီကိုပြောခဲ့တယ်။သူမကုမ္ပဏီမှာဆက်လုပ်ချင်တဲ့နောက်တစ်နေ့မှာစီယိုကဦးထမ်းဖေတစ်ယောက်ဖြစ်လာတယ်။သူ့ကလေးကိုကုမ္ပဏီကိုပါခေါ်လာခဲ့တယ်။ဒီမြင်ကွင်းကိုမြင်တဲ့အခါကုမ္ပဏီကလူတိုင်းအံ့ဩသွားကြတယ်။တသက်လုံးလူပြိုကြီးဖြစ်ခဲ့တဲ့စီယူတယောက်ကလေးတယောက်ရှိလာမယ်လို့ဘယ်သူမှမထင်ထားခဲ့ကြဘူးအမျိုးသမီးကအလုပ်ကိုပဲအာရုံစိုက်ချင်တယ်သူတို့ရဲ့ဆက်ဆံရေးကိုလှုပ်ဝက်ထားပေးဖို့စီယိုကိုတောင်းဆိုခဲ့တယ်ရောက်ကလည်းသူမရဲ့ဆုံးဖြတ်ချက်ကိုလေးစားခဲ့တယ်ဒီနေ့မှာအစည်းအဝေးလုပ်နေတော့ကလေးစာလို့ငိုတန်ကိုကြာကြားလိုက်ရတယ်သူ့ဇနီးစီကိုချက်ချင်းစာပို့ပြီးကလေးကိုနိုးလာတိုက်ဖို့ပြောခဲ့တယ်မမျှော်လင့်ပဲအဲ့ဒီစာကိုမှားယွင်းတဲ့ချက်အုပ်စုစီပို့မိသွားတယ်အလုပ်အဖွဲ့တွေကလူတိုင်းကအမျိုးသမီးကိုကလေးနိုးလာတိုက်ဖို့တောင်းဆိုတဲ့စာကိုလက်ခံရရှိသွားကြတယ်စီယာကသူ့ဖုန်းကိုစစ်ဆေးကြည့်မှစာမပို့မိမှန်းသဘောပေါက်သွားတယ်။မျိုးသမီးကစာကိုမြင်တဲ့အခါအယမ်းကိုအဆက်ကွဲသွားတယ်။သူမချက်ချင်းထွက်ပြီးကလေးအတွက်နှုတ်မှုန့်သွားဖြော်မလို့ပါလို့ရှင်းပြခဲ့တယ်။ဒါမှသာအနေရခတ်တဲ့အခြေအနေကိုပြေလည်သွားစေခဲ့တယ်